ပြည်ပထွက်ဖို့ခက်ခဲနေလားပြည်ပထွက်ဖို့နောက်နေလားပြည်ပထွက်ဖို့စိုးရိမ်စိတ်တွေများနေလားပြည်ပထွက်ခွာဖို့မှန်ကန်တဲ့ agency မှန်ကန်တဲ့ကုမ္ပဏီကိုမိတ်ဆွေရှာဖွေနေလားမိတ်ဆွေများအားလုံးမင်္ဂလာပါဒီနေ့တွင်များဝေချင်တာကတော့ပြည်ပနိုင်ငံကိုသွားပြီးတော့တရားဝင်စနစ်နဲ့အလုပ်ကိုင်လုပ်မဲ့ရည်ရွယ်ချက်မြင့်မာတဲ့လူငယ်တွေအတွက်မျှဝေမှာဖြစ်ပါတယ်ပြည်ပနိုင်ငံသွားချင်တဲ့လူငယ်တိုင်းဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပေးစေချင်ပါတယ်အခုဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေကပြည်ပထွက်ခွာခြင်းနဲ့ပြည်ပနိုင်ငံမှာလည်းအလုပ်ငန်းကောင်းစက်ရုံကောင်းမှာလုပ်ခြင်းနဲ့လုပ်ငန်းကောင်းစက်ရုံကောင်းကိုရှာဖွေနေတဲ့သူတွေဆိုလို့ရှိရင်เนาะဒီဗီဒီယိုလေးကမိတ်ဆွေအတွက်လုံးဝအကျိုးရှိမယ်လို့ကျွန်မအာမခံပါတယ်အခုဒီဗီဒီယိုပဲထဲမှာပုံလေးတွေပါတယ်ရွယ်ချက်မြင့်မာတဲ့လူငယ်လေးတွေစာချုပ်ချုပ်နေတဲ့ပုံလေးတွေပါ2ရက်နေ့6လပိုင်း2026မှာPPG ကြက်သားစက်ရုံစာချုပ်ချုပ်နေတာဖြစ်ပါတယ်ထိုင်းနိုင်ငံချွန်ပူရီမှာရှိတဲ့ PPG ကြက်သားစက်ရုံဒေးကြီး1ရက်400ရတဲ့ကြက်သားစက်ရုံစာချုပ်ချုပ်နေခြင်းဖြစ်ပါတယ်စာချုပ်ချုပ်မဲ့ကလေးတွေအများကြီးရှိပါတယ်အင်တာဗျူးအောင်နာပြီးသားကလေးတွေအများကြီးရှိပါတယ်ဒါကတော့ပထမအသုတ်ချုပ်ဆိုနေခြင်းဖြစ်ပါတယ်ဒုတိယအတုပ်အတွက်လည်းတင်ထားပြီးပါပြီတတိယအတုပ်အတွက်လည်းပြင်ဆင်တင်ထားပြီးပါပြီအဲ့ဒီစာချုပ်များလည်းမျောလင်းစောက်စားနေတဲ့ကလေးတွေမကြာမီလာမှာပါခဏလေးတီးခတ်ပေးပါလို့ပြောချင်ပါတယ်အခုဒီပထမအတုပ်တောင်မှာတနင်္ဂနွေကရွှေဝတ်မုံခါကုမ္ပဏီ Job for You ကုမ္ပဏီပြည့်ဖြိုးစံကုမ္ပဏီဒီကုမ္ပဏီ3ခုနဲ့ကိုချုပ်ဆိုတာဖြစ်ပါတယ်အင်တာဗျူးအောင်တဲ့ကလေးတွေအမြန်ဆုံးသွားရအောင်လို့စီစဉ်ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်ဘယ်နေရာမှာချုပ်ဆိုလဲဆိုလို့ရှိရင်ရန်ကုန်သင်္ကန်းကျွန်းဘဝမြင့်မတ်တိုင်အနီးမှာရှိတဲ့ NSSA မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ရုံးမှာစာချုပ်ချုပ်ဆိုတာဖြစ်ပါတယ်ဒါကြောင့်တင်နာတကယ်ထိုင်းနိုင်ငံကိုတရားဝင်စနစ်နဲ့သွားခြင်းနဲ့ MOU စနစ်နဲ့သွားလို့ရဆိုလို့ရှိရင်လုပ်ငန်းကောင်းစက်ရုံကောင်းကိုမမှန်ကန်နဲ့မြန်ဆက်ဆန်ရောက်လို့ရဆိုလို့ရှိရင်ယခုစာချုပ်ချုပ်နေတဲ့ကလေးတွေလိုမျိုးပဲစာချုပ်တွေမြန်ချုပ်ရမယ်မမှန်ကန်စက်ရုံကိုရောက်ရှိမယ်ဆိုရင်မိတ်ဆွေစိတ်ဝင်စားပါသလားဒီစက်ရုံဆိုလို့ရှိရင်အရန်ကောင်းတယ်ထိုင်းနိုင်ငံချွန်ပူရီမှာရှိတဲ့ PPG ကြက်သားစက်ရုံဖြစ်တဲ့ဒေးကြီး400ရတဲ့အခန်း free ဖြစ်တဲ့ရေခမီကာကတော့ညဝေခံရပါတယ်နောက်ထပ်လည်းလူ900စာချုပ်ထပ်ခေါ်မှာဖြစ်ပါတယ်မိတ်ဆွေ PPG ကြက်သားစက်ရုံကိုသွားခြင်းနဲ့ဆိုလို့ရှိရင်အမြန်ဆုံးချိတ်ဆက်နိုင်ပါတယ်စာအုပ်မရှိတဲ့လူတွေကိုလည်းလက်ခံပါတယ်စာအုပ်လုပ်ချင်တဲ့လူတွေကိုလည်းစာအုပ်လုပ်ပေးပါတယ်စာအုပ်ရှိပြီးသားအင်တာဗျူးချင်တဲ့လူတွေလည်းအင်တာဗျူးလက်ခံနေပါတယ်အင်တာဗျူးပြီးသားစာချုပ်ချုပ်ဖို့စောင့်နေတဲ့ကလေးတွေလည်းမကြာမီဒုတိယအသုတ်တတိယအသုတ်တွေချုပ်မယ်လို့ပြောချင်ပါတယ်စာချုပ်ချုပ်ပြီးလို့ဟိုဘက်နိုင်ငံသွားရင်လည်းနှစ် MOU စာချုပ်ချုပ်ပေးမယ်ကျမတို့ကုမ္ပဏီကနှစ်ပဲတာဝန်ယူတာမဟုတ်ပါဘူးအဲ့ဒီစက်ရုံကိုအတင်တို့ကလည်းကြိုက်တယ်အဲ့ဒီစက်ရုံကတထေးတွေလည်းတင်တို့ကိုကြိုက်လို့တက်တန်တိုးရင်လည်းအဲ့ဒီတက်တန်တိုးတဲ့ကာလတစ်လျှောက်လုံးကိုတာဝန်ယူပေးပါတယ်အကောင်းဆုံးဝန်ဆောင်မှုတွေပေးပါတယ်ဒါကြောင့်ရည်ရွယ်ချက်မြင့်မာတဲ့လူငယ်တွေအတွက် TNZ ကုမ္ပဏီကအမြဲတမ်းအဆင်သင့်ရှိပါတယ်ပြည်ပအလုပ်အကိုင်တွေပြည်တွင်းအလုပ်အကိုင်တွေ passport စာအုပ်လုပ်ချင်တဲ့သူတွေ visa လျှောက်ချင်တဲ့လူတွေအားလုံးအတွက်အကောင်းဆုံးဝန်ဆောင်မှုပေးနေပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ကျမနာမည်ကတော့တွယ်နှင်းပါ TNZ Service Zone ရဲ့ CEO တယောက်ဖြစ်တယ်လို့ Career Life Coach and Trainer တယောက်လည်းဖြစ်ပါတယ်ရည်ရွယ်ချက်မြင့်မာတဲ့လူငယ်တွေကိုလမ်းညွှန်ပေးဖို့အတွက်အမြဲတမ်းအဆင်သင့်ရှိပါတယ်အားလုံးကိုချစ်တဲ့တွယ်နှင်းပါရှင်